တကူနေဘာကြောခဲ့သည်ဇပူဒီပါလက်ညာတောင်းကျုံထုံးခဲ့ပါသည်ဘုရားတရားတန်ခါယေတနာသုံးပါးဥထိတ်ထားတဲ့တို့ရွှေရင်ကျော်ဘုတော်ပေါင်းကမေတ္တာတတ်နဲ့သစ္စာပြုကခொနည်းသာသမီပေါင်းကိုကေစေပြီးတဲ့တို့ရွှေရင်ကျော်မဟိတ်ဒီစီကံကြီးသည်ချင်းပေါ်တစ်ခုနဲ့ကဘာကျော်ခဲ့သည်စပူဒီပါလက်ညာတောင်းကျိုးထုံးခဲ့ပါသည်တရားတရားတန်ခါယေတနာသုံးပါးဥထထားတဲ့တို့ရွှေကျော်ဘုတော်အပေါင်းကမေတ္တာတတ်နဲ့သစ္စာပြုတာခொနည်းသာသမီပေါင်းကိုပြေစေပြီးတဲ့တို့ရွှေရင်ကျော်ဥထိပ်ပန်းစင်ဆရာများနဲ့ဘုတော်ပေါင်းကိုယူသည်မြတ်လို့လက်စုံကသာတပီကရှိခိုးကြောပါလေပညာပွင့်လက်စကံလို့တမေသားကောင်းပြီးသားလို့ရွှေရင်ကျော်အိဆာတရားဟိတ်ဒီစီကံကြီးသည်မြမပြည်တစ်ခွင်ရွှေရောင်တကူနဲ့ထိုးတောက်ခဲ့ပါသည်သူတက်တာနဲ့လူပြောက်ကိုရှာဖို့ဟင်းချက်တမပေါင်းပေါင်းပြောက်ကိုရှာသူများဘယ်လိုလုပ်လဲတမက်တာလုပ်လို့သူတို့စီးပွားဖြစ်လဲငါလည်းသူ့ထက်တောင်ဘယ်လိုလုပ်မယ်အုံနောက်တော့မှတွေးရေးစဉ်းစားလေသူကဟင်းချက်ကောင်းတယ်သူတက်တာနဲ့ဟင်းချက်တမတောင်ငါရှာမယ်ဘယ်တော့ဝယ်ပေးရမယ်လို့ရှာဖို့မဟိတ်ဒီစီကံကြီးသည်ချင်းပေါ်တကူနဲ့ဘာကျော်ခဲ့သည်စပူဒီပါလက်ရတောင်းကျိုးထုံးခဲ့ပါသည်တရားတရားတန်ခါယေတနာသုံးပါးဥထိတ်ထားတဲ့တို့ရွှေရင်ကျော်ဘုတော်အပေါင်းကမေတ္တာတတ်နဲ့သစ္စာပြုကခொနည်းသာသမီပေါင်းကိုကေစေပြီးတဲ့တို့ရွှေရင်ကျော်ကျော်ရမှာညမကတို့များတလောက်ခံမယ်လို့လားထိပ်ပန်းစင်ဆရာများနဲ့ဘိုးတော်ပေါင်းကိုလူသိမြတ်လို့လက်စုံကသာတပီကရှိဖို့ကြောပါလေတို့လည်းဉာဏ်ရှိလို့သုံးတယ်ဒါလို့ဆရာတို့လည်းဉာဏ်ရှိလို့သုံးရမယ်သားကောင်းပြီးသားလို့ရှေးကျော်အိဆာမဟိတ်ဒီစီတိုင်းမကောင်ကစရင်သူသွားမယ်လမ်းတော့မိကြီးမိတဲ့မိုးလေးကချောင်းစီရွှေရောင်တကူနဲ့ထိုးတော့ခဲပါပြီမိုးလေးကချက်တော့တကောင်းပြတိပြောပေါ့ကာယကံမှာမဖြစ်စရာဒီဘူကကောင်းစားဖို့လောက်တာမင်းကောင်းစားတယ်မင်းနောက်ဘက်မကောင်းစားဘာလို့လုပ်ဟိုသူမနဒီဆိုင်မှာမလုပ်ဖို့ပဲဒီမှာအဲ့ဒါဆိုဘာမှမလုပ်တော့တန်းကိုလုပ်ဖို့ဟုတ်တယ်သူဒီဆိုင်မှာမဒီတထဲရှိမှာမလုပ်ရင်ကျွန်မခုချက်ချင်းအကုန်ပြောင်းလုပ်ပြီးတော့မ
င်းပြောနေတာထုတ်တယ်ဒါပေမဲ့အကုန်မထုတ်ပါဘူးဆိုရင်လည်းသဘောလား ထုတ်တယ်အကုန်ထုတ်မှကျမကဒါပေမဲ့သူမထွက်ရင်နီးနေတော့လောက်တော့ ဒီရလုံးမှာโอเคရပြီဘာလို့လဲအာဂရာကြီးရနောက်ဘသူကြံနေတယ်ဒီမှာလောက်တာသူ့လောက်တာမင်းပြပါလား အဲ့ဒါတော့ကျမလောက်တာကျမပဲငါကတော့ အခုနေစက်ပါလားဟာဟမ် ပါလား အရေးစီလို့ကျရင်မတရေမောင်းတော့ရခါရပေါ့ပေါ့ဆိုတော့အခုထောက်ပါအခုထောက်ပါလို့ပြောလိုက်အခုထောက်ပါခိုင်းဒီမှာရှိတဲ့ထားရပိုင်ရမှာတော့ဘောတော့ဟုတ်ပြီလားဟမ်ထွက်သွားပြီ တော်ပါပြီ လုံးမအတေးခါလေးလောက်တာ ဘာလို့လဲဟုတ်ဦးချင်းရတော့ဒီကိုပုံလာပါဘာလို့လဲဟုတ်ဦးချင်းရမှာကူညီဆက်ထုတ်ဘာကူညီဆက်ခါထုတ်ပါပေါင်းမထုတ်ပါကူညီဆက်မှများကုန်ထုတ်ဘဝချာရကုတ်ထုတ်လဲချီအောင်လဲလိုက်ဘဝချာဆင်းဟုတ်ကုန်ကရက်လို့ရတယ်မကုန်မချင်းယူရက်လို့မရတယ်မကုန်မချင်းရက်လို့မရတယ်မကုန်ဘူးတော့ဓာတ်နဲ့ကြာမှနားနဲ့ထူလားမကုန်ဘူးရက်တယ်ဆိုဓာတ်မှနားနဲ့ထူကောရမကောင်းဘူးအဲ့မှာဘီလို့ဘူးတော့လေရေးတယ်ပြည်ရရင်တော့အေးနေရပြတဲ့ဟိုမှာတရားလိုက်ကြတော့ညာလည်းလောက်တယ်ဒီလောက်တယ်ဒီစားလောက်ရောတိုင်းလည်းနဘာနာတိုင်းမျက်စိလည်းမဟုတ်ဘူးလိုက်စို့ဘုံတော်လုံးလည်းချင်းရတော့ဘူးရော ဟုတ်တယ်အဲ့တော့ချင်းရတော့ဘူးတော့ ကကုကံတော့ဘောနာတော့ကတ္တပဘောဓမအရိဝိတေယတရားငါးဒီလိုမျိုးကွာရွှေရောအိဆာတရားမဟိတိစေကိုင်းတော်ကြီးမှာကျေးဇူးရှင်ဆရာတော်ကြီးများဖြစ်တော်မူကြပါတော့အဖဘိုးတော်အေး ဟာဘူးတော့အေး အဖဘိုးတော်ပြု ဟာဘူး အဖဘိုးတော်ခွဲ ဟာဘူးတော့ အဖဘိုးတော်ဟာ ဟာဘူးတော့ ကျေးဇူးရှင်အဖေကြီးဒီများတဲ့စေတနာရှင်ဆရာကြီးဦးကညောဘုန်းကြီးကွာ69ပါးကုန်တော့အထက်ဆရာတော်ဘုရားကြီးတို့နဲ့ကွာသာသနာနဲ့ကဘာကိုစောင့်ရှောက်တဲ့ရှိကြလို့တော့တထရထဝိလူလကဝိလူပကပုဂ္ဂိုလ်ကအစရှိတော့ စာရှိ ဘ
နာမင်းကြီးလေးပါလို့နဲ့တကွာ နာမည်ကြီးပေးပါမယ် အမေသူရစီမေတော့ဆရာမေတော်မြတ်ထံရှိမောက်၌သစ္စာဒိဋ္ဌံပြုပါသည်ကျွန်တော်ကျမတို့သည်ယခုချိန်မှစ၍ဤစနေတာအားမတူတော်တို့၏နှောက်ရှက်တိုက်ခိုက်ခြင်းအပြင်ဗဟိတတိုက်ခိုက်ခြင်း32ခုတာလာတော့အင်္ဂါရတု၌တခုတော့အင်္ဂါရတုဖြင့်တိုက်ခိုက်ခြင်းခြေရာကရုပ်ထာနန္ထာအစရှိသောမတူတော်တို့၏မိစ္ဆာတို့၏အတ္တပညာတို့ဖြင့်နှောက်ရှက်တိုက်ခိုက်ခြင်းနောက်မပြုတော့ပါသူတစ်ပါးအားလည်းခိုင်းစေ၍တိုက်ခိုက်ခြင်းမပြုတော့ပါနှောက်ရှက်ခြင်းမပြုတော့ပါဤသစ္စာတစ်ပါးတစ်ချက်ဖောက်ပြက်ကျူးလွန်ခဲ့ရှိတော့တထိုင်လည်းနဲ့မကောင်းသောမိစ္ဆာတို့၏လက်ချက်ဖြင့်တွေးပွက်အံ၍သေဆုံးဤတကာလမဟာဝိဇိငရေ၌မကျွတ်တန်းခံစားရပါစေလားဒီသစ္စာဒီခံရတဲ့ရှိတော့စီဝါယေလောကိုင်အစာရာတို့သည်သူတစ်ပါးထက်အောင်မြင်အောင်ဖြစ်ရပါစေလားတော့ကြဆွဲရဲဝင်တော့ဒါလည်းရမယ်ရမှာမမိတ်ကြည့်တော့ကြအပေါ်တော့ကြဆွဲရဲဝင်တော့ဒါရမယ်ဘလုံးနဲ့ရေထဲပူလာဟမ်ရေထဲအေးလာပူလာရတာရှိတယ်ရတာရှိတယ်ပူရောရတာရှိတယ်ဟုတ်လားဟမ်အခုတော့မှာဘာဘယ်ဦးလဲရကတော့တော့အဖားဆရာတော်ကြီးတွေဦးတိုက်တော့လောက်လာတဲ့ပညာကိုကုန်ပြီလားဟမ်ကုန်ဝိုင်းလားလုံးနေတယ်ဘာပြောလဲစက်ကြီးလေးဟာပေါ့ဝိုင်းလားလေပြီးတော့တက်တာပဲခြေတော့ကြီးကြီးတာလမ်းဘက်ထားတယ်လမ်းချောင်းကြီးခဏလမ်းထားတယ်ဖတ်လို့ရလားပြန်စစ်လို့ရေဖိုက်ပါရတယ်ဘာဖြစ်လဲရပါတော့
ခဏကြည့်လားဟောမခြေထောက်မှာလေးနေတဲ့ဆွဲရင်အဆွဲရှိလို့ဆိုရှင်ခါချက်ချင်းကိုရညာငါဆိုရင်ထဲဆောင်ရတာငါဆရာလာပြီခြေထောက်မှာရှိနေတဲ့ကတ်နေတဲ့ဆွဲရင်ရောက်ချက်ချင်းရပါရဆိုင်ချက်ချင်းအခွင့်ပြုလားအခုဒီစက်ကွန်တာချလာဒီချုံတော့ပဲအောက်စားတော့ကြတာချုံလို့စီတော့ဒီချုံလို့စီကြောက်ได้ကြောက်ได้ဒါတော့ပဲကိုယ်လည်းပြစ်တာနဲ့တကားပြောမှာအဖေလို့လားသူကပြောလောက်လာတယ်ငါတော့တမီးဒီလိုစိတ်တော်လို့လာတော့ဘာတူလဲဟာဘယ်သူလာလို့လဲငါကတိဒီကိုနေတော့တာလို့ဩညနာလို့ငါအဖိုက်ချီဘာမှနေရလဲကွာဒီနမ်းငါကလေးကိုနေတယ်လို့နေဒီကွယ်သူ့တောင်းမှမမယ်ကျောင်းကနေတော့ငါဘာမှမလုပ်ဘူးကွာဒါပေမဲ့စိတ်နေပြီလို့စိတ်ကြီးလို့ငါစိတ်လို့ဝင်လာကိုတောင်းမှခိုင်းလိုက်မနော်โอเคနော်ဆရာတောင်းမှခိုင်းလိုက်မနော်โอเคနာမည်ဘယ်လိုခေါ်လဲဒီနာမည်ရှိရဒီတောင်လေးကတာဝိဒါသူတို့ပေါ်တယ်စောင့်နေတာသူတို့ကိုဆန်းလုံးနဲ့အဆောက်ထားသွားတာအဲ့ဆိုဆရာနေရပြီးမှယူမလားဟမ်ယူမယ်နော်ကဲရှင်းလို့ရှင်သာသနာ့ဆောင်နဲ့မြည်လေးပါမှာ၎င်းဆွဲရင်းနဲ့တက်ဆိုင်တော့နေရာတစ်ခုဟာဆွဲခေါ်၍ပြပြီးတော့မှာခင်ဗျာတွေ့လားတွေ့ပြီလားအမနေမှာဟမ်အမနေမှာနော်ဘာမှမလုပ်တော့နော်ဒီဟာကိုဗမာနေရလဲအခုဗမာနေရပြီလေဒီထောင်လေးမှာဒီထောင်လေးမှာပဲပြီးတယ်ခိုင်ရအခုပြီးလားဆိုင်ရအခုတော့ခေါ်တယ်လိုက်ပါလေလိုက်ကြမယ်ခိုင်ရလိုက်ကြပြီလားသူနေပဲနဲ့တွေ့လားကျေးဇူးတင်ပါတယ်လုတ်ပြီးကျုပ်ပြီးနော်ကိုချင်စားပြီကြားလားသူလက်အောင်မနေရတော့ဘူးဘာနဲ့ကိုနေရမယ်အခုပမာနေရတယ်အခုပြောတက်ပင်ဂုံဂုံမှာโอเคအဲ့ဆိုတော့လုံးလက်နေရတော့ဗောမဟုတ်လားဟာလွိုင်းလိုက်တွတ်စိန်ချောနေရကလေးကိုချောင်းနင်းပြီလို့သူရရှိတယ်ကလေးက3ယောက်တော့ရှိတယ်အခုသူ့ကိုလောက်ထားတဲ့အဓိကဟာရှိလို့ရှိရင်အကာပေါ်လို့ဆွဲထုတ်သွားနော်ကျုပ်ချင်လို့လုပ်တယ်မဟုတ်ဘူးဆရာသစ္စာရေးတိုက်မနော်သစ္စာရေးဆိုမှထုတ်သွားမနော်ကျေးဇူးတင်လို့ရအခုနေရာကောင်းရိုက်ပါသူများအချုံနှောင်းနဲ့လွတ်ပြီးဟုတ်ပြောတယ်လားခလေးတွေပါခေါ်ပါနော်ဘဒူးပဲခက်ခိုင်ဘာမှမလုပ်နဲ့ကြားလားဒီဘောမှာဒီလိုဖြစ်တယ်တမအခိုင်းစီပွားနေလွတ်ကြော့ငယ်ကျွတ်ချီမီဒီကလေး3ယောက်နဲ့ဖျားတရားလေးလုပ်ကြားလားရှာလို့လုပ်သမားအခုဆရာပြောခဲ့ပြီမဲ့ကိုကြီးနာမည်သိလို့ရှိရင်နာမည်ထားခဲ့နောက်မလို့လို့ရှိရင်လည်းဗာနေတာလေပြောခဲ့သူတို့ကုလို့လုပ်ပြီးတော့အများအားပေးတဲ့ခါကျတော့ရှင်ကြီးကိုပေါ်ပြီးတော့အများအားပေးမဲ့ဟ
နောက်မို့လဲဆရာအမြတ်တမ်းဆရာလောက်ထားတဲ့ကုသိုလ်တွေကိုအမြတ်တမ်းပြီးတဲ့ဒါလူပေါ့နော်အမြတ်လူတော်မူပါအမြတ်ယူတော်မူပါအမြတ်ယူတော်မူပါဘယ်ခုချိန်အစပြီဒီဆွဲချင်းဘုရားတရားဉာဏ်နာ၃ပါးနဲ့တကွာဒီကဆရာတို့ကိုလူတည်သောအဖြစ်ကောင်းရာဘုံဘဝကိုမြန်တွတ်လည်းနဲ့ရောက်ပါစေတာပြီးတာ ဘုဘလုံးလေးဝမ်းသာလား ဒီမှာပြူခဲ့နေတယ် မာလီပြန်ကျင်တယ်မာလီမှာတနေမလားမာလီကခုငလင်းနဲ့လုံနေတာ မေရာဖေလို့လွမ်းတယ် ကဲဆိုင်ရတခါဒီဆိုရင်ဗမာပြည်ပြန်ကျင်တယ်ဆိုင်ရတခါရောက်သူ့နဲ့လူရွာမှာရှိတဲ့နေနမိတ်မှာရောက်ရှိတဲ့နေရာဌာနကိုပြီးတော့မှာဆိုင်ရပြကျောကောပါဖွင့်ပေးတာ ကလေးတွေဘာခေါ်ချင်လဲ ကလေးတွေပါခေါ်ပါပေးပါဆိုင်ရဖွင့်ပြတော့မှာဗျာတဲ့ဒီပါဘုရားနာမည်ကြီးကအဲ့တော့ဖွင့်ပြရဲ့ဒီဆွဲရင်ဗာနေတာလေ တော့ရတာ တောက်ကြသားနဲ့ကွာခလေးမိသားစုအပါမမပြည်မှာရှိတဲ့၎င်းမွေးရဇာတိနာမနေရတခုဖန်တီးပြီးတော့မှာဗျာတွေ့လား ရ ရပြီလားရပြီလားရပြီလား ရပြီ ကျေးဇူးတင်တယ်ဒီကွယ်ဖုံးကြောင်းတော့မှရလာလားလေကွယ်ပြင်လာတက်ပြင်နေမနာမှာ လေကွင်းပြင်တစ်တစ်ပြီး အဲ အဲ့ဒါဆိုညီမဒီပဲပြန်တော့ အဲ့အခုမြန်မာပြည်မဟုတ်လား ဟုတ်တယ်လေညီမဒီပြန်มาလေဆရာမပြီးဆရာရှိမတီးလို့မပြန်သေး အေးဟုတ်ကဲ့ထောက်ပါတော့ လောက်ရတာထုတ်ပါလောက်ရတာ ထောက်ပါတော့ကိုကကိုလောက်တော့ကိုထောက်ပါလိုက်တော့ထောက်ပါမှာခြေစင်းပြီးထောက်အဲ့ဒီဟိုဘက်ချမ်းခြေစင်းပြီးထောက်ပါ ခုပါအပေါက်ဝချီစင်ပေါက်ဝချီစင် ထောက်ပါခြေစင်း လေးနဲ့ထုံတော့ဘာမှဖြစ်မိမွေတိုင်းဖောက်မွေတိုင်းနဲ့ကြောင်လောက်ပါဗျာ ဆိုင်ပမြင်ဒီကမျိုးဆိုင်ပမြင်မချမ်းတယ်ရိုက်ထောက်ပေါက်တော့ပါတော့ မကောင်းတဲ့ဟာကိုထုတ်ပါကိုလည်း ရှိတယ်ကိုလည်းအင်္ဂါအကုန်လုံးကောင်းတယ်ဗကရီမွေးမွေးတိုင်းဖောက်ဝင်ဖြစ်နေတယ်ကျန်သေးလား ကျန်တော့ ကျန်တော့လား ကျန်တော့ ငါပြန်စစ်ပြီးတော့ပြန်ခေါ်နေပူနာမနော် ဆရာချင်မလေးမှုဆရာဝင်လို့ချီးချီး အေးဟုတ်ပြီအပေါ်ဆရာထောက်ပါသူ့မှာပါကြံသေးတယ်စီချာကြည့်ပါသူ့ခန္ဓာကိုယ်တော့ပါကြံသေးတယ်ဘယ်လောက်တိုင်းကြံသေးလား ချီးတယ် ရှိတယ် အဲ့ဒီဆွေရင်တစ်ချက်ခေါ်ခဲ့ပြန်တော့တခေါ်ကသူ့လောက်တာဆွေရင်ခေါ် မ တာ ရဘူး ဘာဖြစ်လို့ကြီးလား ချီးတယ်တော့တဲ့ကွာ ဆရာတို့ဒီမှာလောက်ဝင်မှာ ဗာလဲသူကပါလဲပညာရှင်လား ဒီနေ့ရှိကျွန်တော်တို့ကိုခိုင်းနေတာကွာ ဘုရားထောက်သွားတာအခွာကြီးလားဟုတ်ဘူး နောက်တစ်ယောက်ရှိသေးတယ်ဟာကဲ ယောက်ျားလားမိန်းမလား မိမပဲ မိန်းမပဲအသက်ကြီးနေပြီလား ရှင်းနေပြီသူလောက်တာအဒီကသူခေါင်းမဲ့ အဲ့ဆိုတော့ပြန်
ရွယ်လက်ဘုရားရှိခိုး ကျွန်တော်ပြန်တော့ အေးဟုတ်ကောင်းကောင်းမပြန်တော့ဒါပြင်ပြန်ဝင်ကြတယ်